အားလုံးပဲမင်္ဂလာပါရှင် Sherry ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့လဲ Sherry ကိုယ်တိုင်6နှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့ဒိုင်တွေကိုအနိုင်ယူတဲ့နည်းတွေကိုလာမျှဝေပေးရှင်လို့ပါပြီးတော့တချို့သူတွေကလည်းအရင်နည်းနဲရင်အမျက်မပွားနိုင်ဘူးလို့ထင်ကြလိမ့်မယ်ရှင်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်ဒီနေ့ Sherry အရင်နည်းနည်းကနေအမျက်ကောင်းကောင်းပွားနိုင်တဲ့ဆိုတဲ့နည်းလမ်းတွေကိုလာမျှဝေပေးမယ်ရှင်အမျက်ကောင်းကောင်းပွားနိုင်တဲ့အကြောင်းရင်းကတော့အဓိကကိုစီစဉ်တက်ဖို့နဲ့ပြီးတော့ဖဲခန်းတွေကိုလည်းရွေးတက်ဖို့ပဲလိုပါတယ်ရှင်အရင်နည်းနဲရင်လောက်ရမယ့်အကြောင်းရင်းကိုပြောပြပေးမယ်နော်အရင်နည်းနဲရင်တော့တေချာလေးဂယူးဆိုင်ဖို့နဲ့စိတ်မလောဖို့အရေးကြီးပါတယ်ရှင်ဘာလို့လဲဆိုရင်တော့ကိုလောင်းကြီးတင်လိုက်တဲ့ငွေကကိုယ့်ရဲ့အရင်နည်းထက်ကပါပဲနော်ကိုစိတ်မရှိလို့အလောတကြီးကစားလိုက်ရင်တော့အကုန်ပြောင်းသွားနိုင်ပါတယ်ရှင်Sherry ကိုယ်တိုင်ကလည်းအရင်နည်းနည်းကနေကစားခဲ့တဲ့ရက်တွေလည်းရှိခဲ့ပါတယ်ရှင်Sherry ကစားနေတဲ့ဖဲခန်းရဲ့စကောကအရန်ကိုနီးနေပါတယ်နော်ဒီတစ်ခေါက်လဲအနီထက်စင်အောင်မလားမသိဘူးအဲကြောင့်မို့100လောက်ပဲစမ်းကြည့်လိုက်မရှင်ဖဲကဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Sherry နဲ့တူတူစောင့်ကြည့်ပေးပါအောင်နော်ဒီနေ့ကတော့အရင်နည်းနည်းကနေစပြီးကစားတာမို့လို့ဖြည်းဖြည်းရှင်းမဲကစားသွားမယ်ရှင်တကယ်လို့ကိုကအရင်နည်းနဲတဲ့ရက်တွေဆိုရင်လည်းအကန့်အသတ်လေးရှာပြီးတော့မှကစားပါနော်ဖြည်းဖြည်းရှင်းနဲ့ဖဲရဲ့ပုံစံကိုကြည့်ပြီးကစားပါရှင်ဖဲကတော့စဖွင့်နေပါပြီနော်အပြာ6ပေါက်အနီးအပေါက်မရှိအနီးကိုဆက်ဆွဲပါတယ်အပြာကတော့6ပေါက်နဲ့နိုင်သွားပါတယ်နော်ပြီးတော့အရင်နည်းနဲရင်အမျက်ကောင်းကောင်းမပွားနိုင်ဘူးလို့ထင်ကြတယ်ပြီးရင်လည်းဖဲရဲ့အလဲတိုင်းကိုနိုင်မှအမျက်ကောင်းကောင်းပွားနိုင်မယ်လို့ထင်ကြလိမ့်မယ်ရှင်ဒါပေမဲ့အဲ့လိုတော့မဟုတ်ပါဘူးနော်တကယ်တမ်းကျတော့အရှုံးမများစီပဲနဲ့လေအမျက်ကောင်းကောင်းပွားနိုင်ပါတယ်ရှင်အမျက်ကောင်းကောင်းပွားနိုင်ဖို့ကအလောတကြီးကစားစရာမလိုပါဘူးနော်အဲ့ဒါကြောင့် Sherry လည်းအေးဆေးလေးကစားပြသွားမယ်ရှင်ကဲ Sherry ထိုးထားတဲ့ဖဲကိုတစ်ချက်ပြန်သွားကြည့်မယ်နော်ဖဲစားဖွင့်နေပါပြီရှင်အပြာ10ပေါက်အနီ9ပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့အပြာ10ပေါက်နဲ့နိုင်သွားပါတယ်နော်အခုကြည့်နေတဲ့သူကဖဲကစားရှင်ပေမဲ့အရင်နည်းနဲလို့မကစားရဲရင်တော့ Sherry ရဲ့ဒီဗီဒီယိုလေးကိုကြည့်စေရှင်ပါတယ်ရှင်အကိုတို့အတွက်ဆုံးဖြတ်ချက်ရှာဖို့ပိုလွယ်ကူစေမှာပါရှင်ဒီတစ်ခေါက်ကတော့ Sherry အနီဖက်ကိုထိုးထားပါတယ်နော်ပြီးတော့အရင်နည်းကအများကြီးမဟုတ်တာကြောင့်ခုနဲ့ထိုင်းကိန်းတွေကိုတော့မထိုးတော့ပါဘူးရှင်ဒီတစ်ခေါက်လဲ Sherry နဲ့အတူဖဲဖွင့်တာကိုစောင့်ကြည့်ကြရအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာအပေါက်မရှိအနီ6ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့အမျက်ထက်ရပါတယ်အမျက်ကောင်းကောင်းပွားနိုင်ဖို့အတွက်ကစီကန်းရှိဖို့လိုပါတယ်ရှင်စီမံချက်ကိုလည်းလိုက်နိုင်ရမယ်အလွန်အကျွံလိုရှင်စိတ်တွေမထားရပါဘူးရှင်စီကန်းမရှိရင်အမျက်ရှိနေတော့မှလည်းပြန်ရှုံးသက်ပါတယ်နော်ပြီးတော့စိတ်ကိုထိန်းရှုံးနိုင်ဖို့လိုပါတယ်ရှင်ဒါကတော့ Sherry အမြဲတမ်းလိုပြောလေးရှိပါတယ်နော်ဂိမ်းကစားနေစဉ်မှာလည်းအလွန်လောဘတက်တာမျိုးတွေမဖြစ်ပါစေနဲ့နော်ဒီလောဘကပဲကိုယ့်အတွက်ဆုံးရှုံးမှုတွေပိုဖြစ်စေမှာပါရှင်တကယ်လို့ရှုံးသွားခဲ့တယ်ဆိုရင်တောင်မှစိတ်မပြတ်လိုက်ပါနဲ့နော်ပြီးတော့ကိုယ်စိတ်ခံစားချက်အတိုင်းမဆုံးဖြတ်လိုက်ပါနဲ့နော်စိတ်ကိုထိန်းရှုံးနိုင်သူကငွေကိုထိန်းနိုင်တဲ့သူနဲ့တူတူပါပဲရှင်Sherry ကဒီလိုပြောပြလိုက်လို့ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့နော်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုမျှဝေပေးရှင်ရုံပါပဲရှင်အတွေ့အကြုံဆိုတာကစာအုပ်ထဲမှာပါတာမျိုးမဟုတ်ဘူးဆိုတာလူတိုင်းလည်းသိကြမှာပါရှင်တကယ်လက်တွေ့ကြုံဘူးတဲ့သူမှသိတဲ့အချက်ဖြစ်တာကြောင့် Sherry လည်းတခြားသူတွေအတွက်အမားမလုံးမိအောင်လို့ပြောပြတာပဲဖြစ်ပါတယ်ရှင်ဒီနေ့လဲ Sherry ကအရင်နည်းနေရကြောင်းအလောတကြီးမကစားပါအောင်နော်ဖြည်းဖြည်းရှင်းတဲ့ကစားပွဲထဲကကြနေသွားပါမယ်ရှင်ဒီနေ့တော့အရင်မရှုံးလဲတင့်တော်တော့ရရင်လေကျင်းနေပါတယ်နော်Sherry ခုလိုကစားနေရင်ဘယ်ချိန်အမျက်ကောင်းကောင်းပွားနိုင်မလဲဆိုပြီးတော့မှထပ်မေးကြတဲ့သူလည်းရှိလိမ့်မယ်နော်ခုနက Sherry ပြောလိုက်သလိုပါပဲဖြည်းဖြည်းရှင်းကစားရင်းနဲ့အမျက်လဲကောင်းကောင်းပွားနိုင်ပါတယ်ရှမ်းသာဖို့ကစားတာမဟုတ်တဲ့အတွက်အရင်ကြီးတော့မတွေးလိုက်ပါနဲ့နော်ဒါကတော့ပထမဦးဆုံးဖွင့်မဲ့ဖဲပါပဲရှင် Sherry နဲ့တူတူဖဲစောင့်ကြည့်ရအောင်နော်အပြာ6ပေါက်အနီဖက်က4ပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့အပြာ6ပေါက်နဲ့နိုင်ပါတယ်ရှင်ဒါကတော့ဖဲတစ်ပါနော်ခုနဖဲကတော့ကုန်သွားပြီဆိုတော့
ဒီဖဲမှာပဲဆက်ဆော့လိုက်တော့မယ်ရှင်ဒီတစ်ခေါက်လဲ Sherry ကတော့ခုနဲ့ထိုင်းကင်းကိုလည်းပြန်ထိုးထားပါတယ် Sherry ထိုးထားတဲ့အတိုင်းထွက်မလားဆိုတာကိုတော့မသိပါဘူးเนาะဒါပေမဲ့ Sherry နဲ့တူတူစောင့်ကြည့်ပေးပါအောင်ရှင်ဖဲစားဖွင့်နေပါပြီเนาะဒီတစ်ခေါက်လဲအပြာက6ပေါက်အနီက4ပေါက်ခုနတိုင်းပါပဲเนาะဒီတစ်ခေါက်လဲအပြာကတော့ထပ်နိုင်ပါတယ်ရှင်ဒီတစ်ခေါက်တော့ဘက်ပြောင်းလိုက်မယ်ရှင်အပြာဖက်နဲ့ခုနဲ့ထိုင်းကင်းကိုပါထိုးလိုက်မယ်ရှင်ကိုအဆင်ပြေတဲ့လောက်ထိုးလို့ရပါတယ်เนาะ Sherry ကတော့20လောက်ပဲထိုးထားပါတယ်ရှင်ဒီတစ်ခေါက်လဲ Sherry နဲ့သူစောင့်ကြည့်ပေးပါအောင်เนาะတကယ်လို့အကိုလို့ဖဲကစားတဲ့ချိန်မှာဆိုရင်ကိုမတီရှာတဲ့အလက်တွေဆိုရင်လည်းကြော်သွားလို့ရပါတယ်เนาะဖဲစားဖွင့်တော့မယ်ရှင်အပြာ6ပေါက်အနီက9ပေါက်အနီဖက်ကိုဆက်ဆွဲပါတယ်ကဲဒီတစ်ခေါက်ကတော့ထိုင်းကင်းကြောက်သွားပါတယ်ရှင်ဒီလိုဆိုရင်တော့အနီကမစင်းလောက်သေးဘူးထင်တယ်ရှင်အဲကြောင့်အပြာဖက်ကိုပဲဆက်ဆွဲလိုက်အောင်မယ်နော်ဒီတစ်ခေါက်1000ဖိုးတော့မှထိုးထားတယ်ရှင်Sherry ထိုးထားတဲ့အတိုင်းထွက်မလားတော့မသိသေးပါဘူးเนาะခုကိုလည်းအပြာဖက်ထိုးထားပါတယ်ရှင် Sherry နဲ့ကြည့်ပေးကြပါဦးเนาะဖဲစားဖွင့်နေပါပြီရှင်အပြာ4ပေါက်အနီလဲ4ပေါက်ဒါပေမဲ့ခုရှိပါတယ်เนาะခွန်နှလုံးပါရှင်အနီဘက်ဒါပေမဲ့ Sherry ကတော့အပြာဖက်ကိုထိုးထားပါတယ်เนาะဟုတ်ပြီခုမရလိုက်ပေမဲ့အပြာ9ပေါက်နဲ့နိုင်ပါတယ်ရှင်ဒီနေ့ကအရင်နီးလဲမများအောင်ဆိုတော့ဖြစ်တယ်လို့ကစားလို့တော့မရပါဘူးเนาะတတိလေးရှိရှိနဲ့ကစားမှအမျက်ကောင်းကောင်းပွားနိုင်မှာပါရှင် Sherry အခုလိုကစားပြတဲ့အကြောင်းရင်းကတော့အရင်နီးနဲပေမဲ့အမျက်ကောင်းကောင်းပွားနိုင်နေဆိုတာကိုတက်သေးပြရှင်လို့ပါရှင်Sherry အခုလိုကစားနေတယ်လို့မျိုးစွန့်စားစီရှင်လို့မဟုတ်ပါဘူးเนาะအခုမှစကစားမဲသူဒါမှမဟုတ်လေအရင်နီးနေတဲ့သူတွေအတွက်အကြံလေးမျှဝေပေးရှင်ရုံပါပဲရှင်ပြီးတော့တခါတလေကစားနေတဲ့ချိန်မှာစိတ်ရှုပ်လာတတ်ပါတယ်เนาะအဲ့လိုအရှင်တွေဆိုရင်ခဏလောက်ရက်တင်ပါတယ်ရှင်ကဲ Sherry ထိုးထားတဲ့ဖဲကိုတစ်ချက်ပြန်တော့ကြည့်မယ်เนาะအပြာ9ပေါက်အနီ1ပေါက်ဒီတစ်ခေါက်လဲ Sherry ကတော့ထပ်နိုင်ပါတယ်ရှင်ပြီးတော့ Sherry ရဲ့ကိုပိုင်အသွေးခေါ်ကလည်းအရင်နီးဘယ်လောက်ကနေပဲဆက်ဆက်ကိုကစားတဲ့ပုံမူတည်ပါတယ်ရှင်အဓိကကတော့တတိထားပြီးတော့မှအစီအစဉ်လေးရှိဖို့လိုပါတယ်နော်အမျက်ကောင်းကောင်းပွားနိုင်ဖို့ကဖြည်းဖြည်းချင်းကနေလဲစလို့ရပါတယ်အဓိကခိုင်မြဲဖို့ပဲလိုပါတယ်ရှင်ပြီးတော့အခုကြည့်နေတဲ့သူကဖဲကစားတော့မယ်ဆိုရင်ဖဲရဲ့အရှိခံတွေကိုအရင်ဦးဆုံးလေ့လာဖို့မမေ့ပါနဲ့နော်ဖဲရဲ့အရှိခံကိုနားမလည်ရင်တော့ဖဲကစားတဲ့ချိန်မှာအခက်တွေ့လိမ့်မယ်ရှင်အားလုံးပဲ Sherry ထိုးထားတဲ့ဖဲကိုကြည့်ရအောင်ရှင် Sherry ကတော့အကုန်လုံးကိုအောထားပါတယ်နော်အပြာအပေါင်းမရှိအနီကတော့4ပေါက်ရှိနေပါပြီအပြာကိုဆက်ဆွဲပါတယ်ရှင်အပြာ5ပေါက်အနီကတော့4ပေါက်ဒီတစ်ခေါက်လဲ Sherry ကတော့အပြာ5ပေါက်နဲ့ထပ်နိုင်ပါတယ်နော်အခုလို Sherry ရဲ့ဗီဒီယိုကိုကြိုက်နေတဲ့ရင်တော့ Sherry ရဲ့ YouTube Channel လေးကို Subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်ဒီနေ့ကတော့ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်ရှင်နောက်ဗီဒီယိုအတစ်တွေမှာထပ်တွေ့ကြမယ်နော်